ဒီကြားတဲ့လေးရဲ့လက်ထဲတွေကအရွယ်ရောက်ပြီးသားတောဝက်တကောင်ရဲ့ထူထဲပြီးတားရည်လိုမာကြော်တဲ့အရေးခွန်ထဲကိုစိုက်ဝင်လိတာပါယူတီယတ်မြေကြီးတစ်ခုလုံးတုန်ခါသွားပါတယ်တောဝက်ကတွင်ထဲကိုပြန်ဝင်သွားတာကြောင့်ဒီကြားတဲ့လေးဟာကြောင်တောင်းတောင်းနဲ့ကြံခဲ့ပြီးမဲ့စာလောင်မှုကပြင်းထန်လွန်းနေပါတယ်သူဟာအပေါက်နာကိုပြန်သွားပြီးသူ့ရဲ့သားကောင်ကိုအမောင်ထဲကနေဆွဲထုတ်ဖို့အားသွန်ခွန်စိုက်ပြန်ကြိုးစားနေပြန်ပါတယ်ဘေးကနေစောင့်ကြည့်နေတဲ့ဒုတိယမြောက်တောဝက်ကတော့သူ့အဖိုးရဲ့ရုန်းကန်နေရမှုကိုမြင်သွားပါပြီဒီကြားတဲ့ကိုသူမှရှိသမျှအားအိမ်အကုန်တုံးတွေဆွဲထုံနေလာပါအရှိန်အဟုန်ပြင်းပြင်းနဲ့ပေါက်ကွဲထွက်လာပြီးဒီတောဝက်မကြီးဟာကြောက်စရာကောင်းတဲ့အရှိန်နဲ့အကွာဝေးကိုဖျက်ကျော်ဝင်ရောက်လာပါတယ်ပြင်းထန်တဲ့တွန်းထုတ်မှုနဲ့သူဟာတွင်းထဲမှာပိတ်မိနေတဲ့ကြားတဲ့ကိုဘေးကင်းရာကနေဆွဲထုတ်လိုက်ပါတယ်ဒီကြားတဲ့ကလည်းဒုတိယမြောက်တောဝက်ညပခုံးကိုအကင်းကြိုက်လိုက်တာကြောင့်ဖုံရီတုံထွန်သွားပါတော့တယ်ဒါဟာမွားယွင်းသွားတဲ့အမဲလိုက်မှုကိုပြန်လဲကူစားဖို့စ조사တဲ့စိတ်ပြက်အားလျော့ခွဲလုပ်ရတခုပါပဲဒါဟာတစ်စစ်တဲ့ချောင်းမြောင်းတိုက်ခိုက်မှုမဟုတ်တော့ပဲအင်အားချင်းအကျန်းဖို့တိုက်ခိုက်တဲ့ပွဲဖြစ်သွားပါပြီဒီမူဆိုးလီဟာဘီဇာရစာလောင်မှုကြောင့်ဒီမမျိုးလွန်ထားတဲ့ပစ်မှတ်အတစ်ကိုလမ်းမလွတ်ပဲတွန်းခံထားပါပဲလက်လွတ်လိုက်တာဟာရှုံးနေမှုဖြစ်ပြီးစက်ကင်ထားတာကတော့ဒဏ်ရာရနိုင်တဲ့စွန့်စားမှုတစ်ခုပါပဲဒီကြားတွေကအသာစီရတော့မယ်အချိန်မှာပဲပုံးနေတဲ့တောဝက်ကြီးကအပေါက်ထဲကနေရုတ်တရက်ထွလာပါတော့တယ်သူဟာရှင်တန်လိုတဲ့ဘီဇာကိုတော့ဂယုမဆိုင်တော့ပဲဒေါသတကြီးနဲ့တိုက်ခိုက်ပါတော့တယ်အခုတော့အခြေအနေတွေကလုံးဝပြောင်းပြန်ထသွားပါပြီဒီကောင်ကြီးဟာတူးကိုတူးကာကွယ်ပေးဖို့တစ္ဆာရှိကြတဲ့အရွယ်ရောက်ပြီးသားအကောင်ကြီးနှက်ကောင်ကြားမှာညက်နေပါပြီသူတို့တွေထုံမပြေးကြပါဘူးသူတို့ဟာအောက်ကိုငုံပြီးပလိတ်သားလိုထက်မြက်တဲ့အဆွဲတွေကိုအစင်သင့်ပြင်ထားပြီးရင်းဆိုင်ဖို့ပြင်လိုက်ပါတယ်ဒီကြားတွေဟာအင်အားချင်းမမြည့်ပေမဲ့တက်တီအလွန်ကောင်းတဲ့တက်တဝါတကောင်ပါသူဟာပထမတကောင်ရဲ့လက်ပင်ကိုရအောင်ခုံအုပ်ပေမဲ့ဒုတိယတကောင်ကချက်ချင်းဆိုသလိုသူ့ရဲ့ဘေးနံဘေးကိုအဆွဲနဲ့ဝေးရန်တိုက်ခိုက်လိုက်ပါတယ်ဒီလိုတိုက်ခွဲကထပ်ခါတလဲလဲဖြစ်နေတာပါဒီကောင်ကြီးဟာတကောင်ချင်းစီကိုခွဲထုတ်ထုတ်စူးစမ်းတိုင်းကြံတဲ့တကောင်ကအယိုးအကျော်တွေတွန်ခါသွားစေလောက်တဲ့တိုက်ခိုက်မှုနဲ့ပြန်လဲတွန့်ပြင်ပါတယ်ဒါဟာဖုံမှုတွေနဲ့ဟင်းရောင်တန်တွေကြားထဲမှာဘရွတ်ပရက်ဖြစ်နေတဲ့တိုက်ပွဲတစ်ခုပါတယ်ဒီတောဝက်တွေကမဆုံးမနစ်ခုခံနေကြပြီးသူတို့ရဲ့ဟင်းတန်တွေကလည်းကွင်းပြင်တစ်ခုလုံးပဲ့တင်ထားနေပါတယ်သူတို့ဟာအင်အားတွန့်တင်တဲ့နိုင်ရန်တစ်ခုလိုညင်ညွတ်ညွတ်နဲ့ခုခံနေတာကြောင့်ဒီကြားသစ်အနေနဲ့ဘလို့မှထိုးဖောက်လို့မရပါဘူးဒီမူဆိုးလေးရဲ့ယုံကြည်မှုတွေစက်တင်လော်ပါလာပြီးဒီအစားဟာသူပဲဆက်ရမယ်သွေးနဲ့အားအင်တွေတဲ့ပူတန်ဖိုးကြီးနေပြီဆိုတော့ဟိုသဘောပေါက်သွားပါတယ်သူဟာတားကောင်ကိုကြော်ခိုင်းလိုက်ပြီးသူ့ရဲ့ကွက်သားတွေကိုအစွမ်းကုန်တုံးကအနက်ရောင်နဲ့ရွှေရောင်ရောရှယ်နေတဲ့အဟုံးတစ်ခုအဖြစ်ပြောင်းလဲကထွက်ပြေးပါတော့တယ်သူဟာသူ့ရဲ့မျိုးစိတ်တွေနာမည်ကျော်တဲ့အချိန်အဟုန်နဲ့ထွက်ပြေးသွားတာပါဒီတော့ဝတ်တွေကရှုံးနေသွားတဲ့မုတ်ဆိုးကိုမိုးကိုဆက်ဝင်အထိလိုက်လောင်မောင်းထုတ်လိုက်ကြပါတယ်နောက်ဆုံးမှာတော့ဒီကြားတွေဟာဗိုက်လဲဟောင်းလောင်းမန်းမာနလဲကြိုးပြတ်ပြီးအရိတ်ထဲမှာနားခိုနေရပါတော့တယ်သူဟာတော်ရိုင်းမီရဲ့ခါသီးတဲ့အမှန်တရားတစ်ခုကိုတင်ယူလိုက်ရတာပါတကောတော့အစွမ်းထမှုဟာကြောက်စရာကောင်းတဲ့လက်နက်တစ်ခုဖိနိုင်ပြီးမြတ်အုပ်စုလိုက်စီးလုံးမှုရဲ့ရှေ့မှာတော့အရှုံးပြလိုက်ရတာပါတယ်မြေခင်းပြင်ကျဲတွေနဲ့ခြုံပုတ်တွေကြားမှာတောဝတ်တွေဟာတဲတင်းငင်းငိန်နဲ့တွာလာနေကြပါတယ်သူတို့ဟာမြေပြင်ကျဲတွေမှာရှင်းတန်းဖို့အထူးကျွမ်းကျင်တဲ့စက်တော်တွေပါတောဝတ်တွေကဆာဗာနာမြေခင်းပြင်တွေနဲ့တစ်ပင်ကျဲကျဲရှိတဲ့နေရာတွေကိုနစ်သက်ကြပြီးအဲ့ဒီနေရာတွေမှာအမြင့်အာရုံလဲကြီးလင်းသူထပ်ပြေးဖို့လမ်းကြောင်းတွေလဲပေါ်များပါတယ်သူကထူးထက်တဲ့တောအုပ်တွေနဲ့တဲကန်တာတွေကိုရှောင်ကျဉ်ကြပြီးရေနဲ့ရွှွန့်လွန်ရှိတဲ့နေရာတွေကိုသာရွေးချယ်နေထိုင်ကြပါတယ်တတော်တိုင်းဟာသူတို့ရဲ့ပတ်ဝန်းကျင်နဲ့လိုက်လော်ညီထွေအောင်နေထိုင်ကြရတာပါကိုယ့်ရဲ့မြေပြင်နဲ့သားစားတာဖြစ်အောင်နေထိုင်နိုင်တဲ့တတော်တွေဟာရှင်တန်ရေးတိုက်ပွဲမှာဒီမြေပြင်ကိုပဲသူတို့ရဲ့မဟာမိတ်ဖြစ်ပြောင်းလဲနိုင်ကြပါတယ်သူတို့ရဲ့ကိုယ်ပေါ်ကရွှွန့်လွန်တရားမာကျော်တဲ့ထန့်ချက်ကလို့ဖြစ်သွားပြီးအင်းဆက်တွေနဲ့စူးပင်တွေရန်ကားဒီကားခွေပေးတာအပြင်တန်ရာသေးဝဲတွေကိုလည်းတတ်ထားစီပါတယ်တော်ဝက်တွေမှာအဆွေလေးခုရှိပါတယ်အပေါ်အဆွေတွေကအပေါ်ကိုကော့တန်နေပြီးအောက်အဆွေတွေကတော့ပိုတိုးပြီးပိုထက်ပါတယ်အဲ့ဒီအဆွေတွေအချင်းချင်းပွတ်တိုင်မိတဲ့အခါကာကွယ်ဖို့နဲ့မြေကြီးတူးဖို့အသက်တဘာဝတိုင်းထက်မြက်နေတဲ့ဓားသွားဒီလိုဖြစ်လာပါတယ်အန်ဒီယနဲ့နီးကပ်လာတဲ့အခါမှာတော့ဒီအေးအေးဆေးဆေးနီးတက်တဲ့တတော်လေးဟာမူဆိုးတွေတောင်ဖုံထောက်ခံခဲ့ရလောက်တဲ့အမ်ခန့်အရှင်ဟုန်နဲ့ထပ်ပြေးနိုင်စွမ်းရှိပါတယ်တော်ဝက်တကောင်ဟာတနာလီကို48ကီလိုမီတာမိုင်30အထိပြေးနိုင်ပြီးရက်နေရာကနေချက်ချင်းအရှင်တင်နိုင်ပါတယ်သူပြေးတဲ့အခါသူ့ရဲ့အမီကိုအလံလေးတစ်ခုလိုထောင်ထားတတ်ပြီးသူတို့ရဲ့အောင်ချင်းတွေစီကိုစစ်ဆက်ပွန်ဆန်နဲ့ပြေးလိရှိပါတယ်တော်ဝက်တကောင်ရဲ့ဘွားမှာရှင်းသန်းခြင်းဟာသူတို့ရဲ့ပါဆက်ကနေစတင်တာပါမြေပြန်ကိုအခြေခံတဲ့ဒီတက်တော်ဟာမြက်ပင်တိုးလေးတွေကိုစားသုံးရင်တနိထာကိုကုံဆုံးစေပါတယ်ထူးခြားတာကသူတို့ဟာမျက်စားတဲ့အခါရှစ်ချီထောက်တွေကိုဒူးထောက်ပြီးစားတတ်ကြတာပါဒီလိုမျိုးဒူးထောက်ထားခြင်းအပြင်သူတို့ဟာမြက်တွေကိုပို့ပြီးချီတီရောက်ရောက်စားနိုင်ပြီးစိန်လန်းတဲ့မြက်ခင်းတွေကိုသူတို့အသက်အဖိုးတန်နဲ့အားအင်းတွေဖြစ်ပြောင်းလဲနိုင်ကြပါတယ်တော်ရိုင်းမီရဲ့ညဉ့်ညွတ်မြော့တားမှုဆိုတာတိုက်ခိုက်မှုတွေနဲ့အောင်နိုင်မှုတွေတဲ့မဟုတ်ဘဲတတော်အများပြားမြေပြင်တစ်ခုထဲမှာအတူရင်သွဲညှိထိုင်နိုင်တယ်ဆိုတဲ့တိတ်ဆက်တဲ့တဘိုးတူညီချက်လည်းဖြစ်ပါတယ်တခါတလေမှာရှင်းထန်ခြင်းဆိုတာတိုက်ခိုက်ခြင်းတဲ့တဦးရဲ့တည်ရှိမှုကိုတဦးကငြင်းချင်းစွာလက်ခံပေးခြင်းကပိုပြီးအားကောင်းစေတာပါဒါပေမဲ့ဒီလိုငြင်းချင်းစွာရင်သွဲနေထိုင်မှုကြားမှာတော့
ငင်းချင်းချင်းဆိုတာကရှားပါတဲ့အရာတစ်ခုပါကွင်းပြင်ရဲ့တိတ်ဆက်မှုနောက်ခွဲမှာတော်ဝက်တွေကိုတိတ်တဆက်စောင့်ကြည့်နေတဲ့မျက်လုံးတွေရှိနေတတ်ပါတယ်မြတ်တော်လေးနဲ့အရေးတွေထဲကနေမမြင်ရတဲ့မူဆိုးတွေဟာသူတို့ရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုထွက်ချင်နေကြပါတယ်ဒီတော်ဝက်တွေကအာဟာရပြီးွားသလိုကွင်းပြင်ထဲမှာခေါင်းငုံပြီးမျက်စားတတ်တာကြောင့်မူဆိုးတွေရဲ့ပြစ်မှတ်ဖြစ်လာရတာပါသူတို့ရဲ့အောင်ခြင်းနဲ့ဝေးကွာသွားတဲ့အခါဒါမှမဟုတ်အစာရေးစာရှားပါတဲ့အချိန်တွေမှာသူတို့ဟာအန္တရာယ်ရှိတဲ့နေရာတွေကိုရောက်သွားတတ်ပါတယ်အမာဒီနဲ့သူတို့ရဲ့သားသမီးတွေက Sounders လို့ခေါ်တဲ့မိသားစုအုပ်စုလေးတွေနဲ့အတူတူသွားလာနေထိုင်ကြပါတယ်ဒါပေမဲ့တော်ဝက်တကောင်ကိုဖမ်းဖို့ဆိုတာဘယ်တော့မှမလွယ်ကူပါဘူးသူတို့ကအမြဲတမ်းနူးနူးကြားကြားရှိနေသလိုထက်မြက်တဲ့အဆွေးတွေနဲ့အခြေအနေကိုချက်ချင်းပြောင်းပြန်လန်း